Hello Hello baby ကြားလား Hello Hello တကယ်ချင်းနင့်စော်နေစကားပြောနေရလား အေးဟုတ်တယ် line မကောင်းဘူးကွာ ဒါဆိုရင်ငါပြောပြမယ်တကယ်ချင်းအားလုံးပဲမင်္ဂလာပါရှင်မလေးရှားရောက်ရွှေမြန်မာများအတွက်မြန်မာပြည်မှာရှိကြတဲ့မိသားစုနဲ့ပဲဖြစ်ဖြစ်ချစ်သူရည်စားနဲ့ ECK လို့ရမယ်ဖြစ်ဖြစ် line ဆွဲအားလဲကောင်းတဲ့ internet line အားလဲကောင်းတဲ့ Celcom DGF လေးနဲ့တူမိတ်ဆက်ပေးချင်ပါတယ်ရှင်အရင်ကတော့ကျမတို့နိုင်ငံခြားသား passport နဲ့ SIM က9ခုဝယ်လို့ရတာဖြစ်တယ်နဲ့ဒီဩဂုတ်လ26ရက်နေ့ကနေစပြီးတော့မှနိုင်ငံခြားသား passport တစ်ခုမှာ SIM က2ခုပဲဝယ်ယူလို့ရတော့မှာဖြစ်ပါတယ်။ဒါအပြင် SIM ကများကိုထပ်မံပြီးတော့မှဝယ်ယူချင်တယ်ဆိုလို့ရှိရင်တော့ကျမတို့ passport တွေနဲ့အတူ register လုပ်ရတော့မှာဖြစ်ပါတယ်ရှင့်။ဆိုတော့ကလက်ရှိသုံးနေတဲ့ Celcom DG SIM ကလေးတွေကိုမလွတ်ပြစ်တဲ့နဲ့ငွေဖိထားပေးရန်အတွက်လည်းလိုပါတယ်နော်။ဒါမှသာလေမိသားစုတော်တကောင်ဒီချစ်သူလေးစားနဲ့တော်တကောင်အဆက်တွေမဖြစ်သွားမှာဖြစ်ပါတယ်ရှင့်။ Celcom DGF လေးတွေကိုdownload ဆွဲဖို့ရန်အတွက်လည်းထပ်မံပြီးတော့မှာချင်ပါတယ်ရှင့်။ဒါအပြင်ဒီနံပါတ်လေးတွေကို deal လုပ်ပြီးတော့မှ RM တစ်ချက်ကနေစပြီး two promotion season လေးတွေကိုလည်းရယူလိုက်ကြပါစို့ရှင့်။ Celcom DG ကိုအသုံးမပြုရသေးဘူးလားဒါဆိုလို့ရှင်တော့ Celcom DG Raja Combo မှာယနေ့ပဲစီးရင်တွင်းပြီးတော့မှအထူးအကျိုးခံစားခွင့်ကြီးလည်းရယူလိုက်ပါအောင်နော်တလမှာ RM 30နဲ့တူ DF လေးတွေရော IDD 10နိုင်ငံအခမဲ့ဖုန်းခေါ်ဆိုခွင့်45မိနစ်လည်းရအောင်မှာဖြစ်ပါတယ်နေအသေးစိတ်ကြည့်ချင်ရင်မိစိတ်ရ Celcom DG ဆိုင်မှာတော့ရောက်မင်းမြန်လို့ရတယ်နော်တကယ်ချင်း နင်းပါတကယ်ချင်း Celcom DG